ဒီနေ့တော့ခြံထဲမှာစိတ်ထားတဲ့ပူစားပဲသီးခူးပြီးတော့မှရိုးရာဟင်းတစ်ခွက်ချက်စားပါမယ်ဗျ။ပဲသီးအာလူတခွားသီးဟင်းရဲ့တခွားသီးတုပ်ရဲ့ပဲသီးနဲ့ကြက်ဥကြော်ပါမယ်ဗျ။ဒီပဲသီးတွေကဆေးဖြန်းလာတာမဟုတ်တဲ့အတွက်ဒီတိုင်းအပင်ကနေခူးပြီးတော့စားလို့ရပါတယ်ဗျ။ကျွန်တော်တို့ရှိမှာတော့တိုင်ထောင်ပူစားပဲသီးလို့ခေါ်ကြပါတယ်ဗျ။တခြားဒေသမှာဘယ်လိုခေါ်လဲမသိပါဘူး။ဒီပဲသီးကိုအစိမ့်လိုက်တူစားတာလည်းအရန်ကောင်းပါတယ်ဗျအရေရွှန်းရွှန်းလေးနဲ့ချူချူလေးပါဗျကျွန်တော်တို့ခြေကတိုင်းရင်းသားအများစုကတော့ဒီပဲသီးကိုပဲသီးရဲ့အာလူရဲ့တခွားသီးရဲ့သုံးမျိုးရောပြီးတော့ချက်စားကြပါတယ်ဗျပဲသီးကိုအစိမ့်ကြော်ကြော်တာတို့ပဲသီးတုပ်စားတာတို့ပဲသီးကြက်ဥနဲ့ဒီတိုင်းကြော်စားတာတို့အရန်ကောင်းပါတယ်ဗျငပီးရဲ့ပဲပုတ်ချက်တို့နဲ့ပြုတ်တူလို့ရတယ်လို့အစိမ့်တူစားလည်းကောင်းပါတယ်ဗျဒီနေ့ကျွန်တော်ကတော့ပဲသီးအာလူတခွားသီးသုံးမျိုးရိုးရာဟင်းပုံစံလေးချက်တော့မှာဖြစ်ပါတယ်ဗျပဲသီးနဲ့ရောချက်ဖို့အတွက်တခွားသီးကိုအတုံးသေးသေးလေးတုံးထားလိုက်ပါမယ်ဗျ။အာလူးကိုလည်းအတုံးသေးသေးလေးတုံးထားလိုက်ပါမယ်ဗျ။ပဲသီးကိုတော့ထော်ဝက်လောက်ပိန်ထားလိုက်ပါမယ်ဗျ။ပဲသီးနဲ့ရောချက်ဖို့အတွက်ကြက်သွန်ဖြူကြက်သွန်နီဂျင်းခရမ်းချင်ပြီးပပလေးလီးထားပါမယ်ဗျ။ကြက်သွန်ဖြူကြက်သွန်နီဂျင်းတွေကိုထောင်းထားပါမယ်ဗျ။အိုးတစ်လုံးထဲကိုလီးထားတဲ့ပဲသီးအာလူးတခွားသီးထည့်ပြီးတော့မှထောင်းထားတဲ့ဂျင်းကြက်သွန်ဖြူကြက်သွန်နီကိုထည့်ပါမယ်ဗျ။ခရမ်းချင်ပြီးထည့်ပါမယ်ဗျ။စားချုံမုတ်လူတလူထဲမယ်စနင်းအနှဲငယ်ထဲမယ်စီနည်းနည်းထဲမယ်ပဲပုံလေးတစ်ချက်နှစ်ချက်ထဲမယ်ရေအနှဲငယ်ထဲမယ်ပစုံချောသေးသေးလေးရှိရင်ထဲမယ်မရှိလဲရပါတယ်ဗျပြီးရင်ဖုံးအုပ်ပြီးတော့တည်ထားလိုက်ရုံပါပဲဗျအသီးနှံတွေမနူးသေးဆိုရင်လည်းရေထည့်ပြီးတော့ထပ်တည်ထားလို့ရပါတယ်ဗျအရသာကိုလည်းကိုလူတလူထပ်ပြီးတော့ပြင်ပြီးတော့ထည့်ပေးပါဗျအားလုံးလည်းနူးသွားပြီးရေလည်းမနှဲမများလေးဖြစ်လာပြီဆိုရင်တော့ရပါပြီဗျပဲသီးနဲ့ကြက်ဥကြော်ဖို့အတွက်ပဲသီးလေးတွေကိုအစောင်းလိုက်လီးထားပါမယ်ဗျ။ပြီးရင်ကြက်ဥနှလုံးလောက်ကိုမွေပြီးတော့ကြော်ပေးပါမယ်ဗျ။ကြော်ထားတဲ့ကြက်ဥတွေကိုကတ်ကြီးနဲ့ညက်ပြီးတော့တေးသေးလေးလှုပ်ထားပါမယ်ဗျ။ဘဲဥထက်ကိုစီတယ်ပြီးတော့ကြက်သွဖြူကြက်သွနီကိုထည့်မယ်ဗျ။ပြီးရင်ကျွန်တော်လီးထားတဲ့ပဲသီးတွေကိုထည့်မယ်။စားချုံမို့လူတလူထည့်ပေးမယ်ဗျ။အနှဲငယ်ကြော်ပြီးသွားရင်တော့ညက်ထားတဲ့ကြက်ဥတွေကိုထည့်ပြီးတော့ထပ်ကြော်ပါမယ်ဗျ။ပြီးရင်တော့အရန်စားကောင်းတဲ့ပဲသီးကြက်ဥကြော်လေးရပါပြီဗျ။တခွားသီးတုပ်ဖို့အတွက်မိကင်ထားတဲ့ငရုတ်သီးရဲ့ကြက်သွန်ဖြူရဲ့ပဲပုတ်ရဲ့သုံးမျိုးရောထောင်းပါမယ်ဗျ။တခွားသီးတုပ်ရိုက်ပြထားတဲ့ဗီဒီယိုတင်ထားပြီးပြီမလို့ကျွန်တော်အသေးစိတ်မပြောတော့ပါဘူးနော်။စစ်ထားတဲ့တခွားသီးတွေထဲကိုပဲပုတ်ကြက်သွန်ဖြူငရုတ်သီးထောင်းထားတာထည့်ပါမယ်ဗျ။ညီပဲလော်ထောင်းထားတာအနှဲငယ်ထည့်ပါမယ်ဗျ။ပြင်စမ်းရွက်အနှဲငယ်ညက်ထည့်ပါမယ်ဗျ။စားချုံမို့လူတလူထည့်ပါမယ်ဗျ။ပြီးရင်တော့တုံးလေးရုံပါပဲဗျ။စီလုံးဝမထည့်ပါဘူးနော်။ဒီတုံးနည်းလေးကကျွန်တော်တို့ရှိကရိုးရာတုံးနည်းလေးပဲဖြစ်ပါတယ်ဗျ။တောင်ရဆန်ပူပူလေးရဲ့ပဲသီးဟင်းရဲ့တခွားသီးတုပ်ရဲ့ပဲသီးကြက်ဥကြော်ရဲ့အရမ်းမိုင်တဲ့ဟင်းလေးဖြစ်ပါတယ်ဗျအားလုံးပဲစားကြပါဦးနော်ကျွန်တော်ကိုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဗျဖြစ်တော့ YouTube Facebook သုံးခုလုံးမှာတင်နေပြီမလို့ကျွန်တော်ကိုအားပေးသွားကြပါဦးနော်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်ဆုံပါဦးမယ်